ချင်းတို့ရလားမလဲဟုတ်တယ်လေ तू อ่ะကျွန်တော်တူကြီးတယ်ပါ อ๋อဟုတ် တူကြီးတယ် ဟုတ်မောင်လေးအဲ့ဆိုအမမင်းရဲ့ဦးလေးနဲ့ပဲစကားပြောလိုက်တော့မယ်နော် ဟုတ်ကဲ့ အကို ဘာလို့မနေတယ်ဗျကျုပ်ကသူ့ရဲ့ဦးလေးဒါကျုပ်ရဲ့တူမနေမဆန်းနဲ့ဗျာဘာလို့ပြော သူ မ က လဲ တူလား တူ ဟောဟုတ်ပြီ အမရဲ့ပရိုဘောက်ဆက်စီကိုကြည့်ချင်ဦးလေးဟေးမရိုက်လိုက်လားအဖားတော့ဟာဦးလေးပဲအပြိုဘောက်ရဲ့စီးသက်ကိုကြည့်မယ်ဆိုဟောငါတော့ရေပြောမယ်ဟာအပြိုဘောက်စီးသက်ကိုငါကြည့်မှာပရိုဘောက်ဆက်စီကိုပြောတာကောင်းပြောနေတာဟုတ်လားဘုမတိပါနဲ့အေးစစ်နေတာကွာ ဒါနဲ့ तू ကဒီလောကမဟုတ်ဖြစ်နေနော် မဟုတ်ဘူးဒါကျွန်တော်ရဲ့တူကားလောကကိုသိအောင်လို့ခေါ်ထားတာအေးစစ်နေဟုတ်အမခေါ်စီရဘလောက် ကျမရဲ့ခေါ်စီရတော့400 ဟာများတာဗောခင်ဗျာ1000ခုဆိုခင်ဗျာနဲ့လမ်းလေးရရှာလို့ရတယ်ဘာရီကုန်နေရတော့ဟာ သူ့ရဲ့မသူ့သားရဲ့သူ့ပုံစံနဲ့400များတာပေါ့အသက်ကကြီးနေပြီ ဟောပါရိုင်ခံအောင်မယ်လူကောင်းပြောနေတာကွာ ကားစီး ကော လား င်းစီကုန်နေမင်းတာနေနော်မှာ ကျွန်တော်ဟိုသေးချင်းနေတာဟိုသေးချင်းနေတာဟုတ်ကဲ့ ပါရိုင်ခံအောင်မှာအမရဲ့ဆောတောင်းမှမှာလေဗျာ3000တော့ထားလိုက်မှရ ဦးကြီးကဈေးညစ်နေတာလား မင်းပြောတယ်ငါတော့ရောင်းကုန်ပြီကွာအမခေးရတော့မလုံနဲ့များတယ် 400အခုပေါ့စီ ဟောမခေးရမတော့ရှော့ 400 နည်းနည်းတော့ရှော့ပါ ဦးလေးခမတို့ဘာလို့ခမအတန်ချင်အောင်လေးရောက်နေပြီ ဟာဟဲ့ရငါတို့ကားပွဲသားလောကဆိုအဲ့လိုမျိုးပဲကွာမင်းမမသိကနေသိထားကြည့်နေတာမှာ ကားပွဲစားအဲ့လိုဈေးညစ် ဟုတ်တယ်မရှော့ 360လို့လောက် 350လို့ อ๋อ360လို့လောက်ပါ ဟုတ်ပါအောင်မ350 อ๋อ360ပါလို့စွတ်ပဲကဲဒါဆိုရင်လည်းပိုင်ရှင်နဲ့ဓာတ်ရိုက်တာပြောတော့ ဟုတ်ပြီ ရပြီကျွန်တော်သိတယ်အဲ့လိုဈေးညစ်ရမှာမလားရတယ်မိုက်ကိုဒီလား 400 400 600ပဲပါ โอ้ဘာချက်ရတော့မင်း200တော့ပဲလောက်လိုက်ဦးမယ်ဟိုက400မင်း200ဖက်တယ် တိတိတတိ400ပဲထားပြီ ဟုတ်တယ်လေ400ထားရည် ဟုတ်တယ်400ထားတယ် ဒီဟာထားနေငါလျှော့ခိုင်းချင် ဟောရှော့မယ် တရား အော်တေးအမတရားတော့ရှော့ပြီးတယ် တရားလျှော့ပြီးရှင်တကယ်ဒီမှာတင်ကြရနော် ဒီကိန်းလေးမှာ ဟုတ်ပြီအဲ့ဒါဆိုရင်ကျမခေါ်စီ3400ကိုတရားလျှော့ပေးတဲ့အနေနဲ့399သိန်း99,900ပဲရှင်ပေးတော့ ဟာကျေးဇူးတင်နေဗျာတရားရှော့ပေးတယ် တရားလျှော့ဟာငါတော့သိတော့မှာ တရားရှော့ပေးတယ်လေ မင်းအမေနေဟိုကငွေ100ပဲလျှော့တာကွာငါလျှော့ခိုင်းတာ300ကွာ ဘာမှလာပြောမနေနဲ့ရှင်ပြောတဲ့အတိုင်းကျမတရားလျှော့ပေးပြီအခုချက်ချင်းစာချုပ်မှာလက်မှတ်ထိုးစာချုပ်ချုပ်ဖို့လုပ်တော့ မင်းလုံလိုက်ရင်ဒါလို့ရကွာ ကဲမပြောအေးပြောမနေ့တနေ့ရမှာကားပွဲစားလောကတွေကိုရောက်လာတယ်ငတက်ဆိုတဲ့အကောင်အကြောင်းမသိပါဘူး သိရလေဘာဖြစ်လို့ အေးအဲ့ကောင်ကသူ့ဦးလေးနောက်ကလိုက်ပြီးတော့ကွာဆရာကြီးလို့ဘာကြီးလို့လုံနေတာမသိလားအဲ့ဒါအေးအဲ့ကောင်ကိုငါတို့နှစ်ယောက်တွေ့ရင်အချင်းဖောက်ဖို့မမေ့နဲ့နော် အဲ့ဒါကားလောက်ကမြက်ပြူးကိုဘယ်လိုကြော်လို့လဲဆိုမသိပါနဲ့မြက်ပြူးကြော်ရကောင်မြက်ပြူးဆိုင်ပါဘူး အေးငါမင်းယုံနေယုံမိသားအခုမင်္ဂလာပါ အေးပြောပါလေ အခုဘာလာကြည့်ရမလဲ အေးကိုကားတစ်စီးလာကောက်တာ ဟုတ်လားဟုတ်ကဲ့ ဒါနဲ့မင်းတို့ကဘာလဲ ကျွန်တော်ကကားပွဲသားကြီးပါ ဟောကားပွဲစားဟုတ်ကားပွဲစားအဲကြည့်ရတာမနေ့တနေ့ကမှဒီလောကတွေရောက်လာနေတူတယ် ဗျာ မဟုတ်လေအခုဆိုတော့ညီတို့ပြောဖို့ဆိုပုံညာနည်းနည်းပွဲစားတယောက်အနေသိမဟုတ်ဘူးကွာလူသေးတယ် ဟုတ်ကဲ့အဲ့လိုလိုဟိုဒါနဲ့ကွာဘယ်သူလဲမသိ အခုကကားပွဲစားငတ်တပ်ပါ အော်ကားပွဲစားငတက် တယ်ညီငတ်တပ် ဟုတ်ကဲ့ဟိုအခုဘာကားလေးလာကြည့်ရမလဲ အဲ့ဒါစဉ်းစားနေတာကွာဘလို့ကားကိုလာကောက်ရင်ကောင်းမလဲဘလို့ကားဝယ်ကောမင်းတို့ကဘာကိုက်ရှိလဲ အော်ကျွန်တော်ကားအများကြီးရှိတယ်အခု အေးပြောပါဦး အခုနွားကြီးကြိုက်လား ဟမ် နွားကြီးကြိုက် ဒီမပြောင်းနဲ့နော်နွားလာကြည့်တာမဟုတ်ကားလာကြည့်တာကားเจ้าအောင်ပြော ဟုတ်ကဲ့ နော်ဘယ်နွားကြီးတွေပဲလာမလုံးနဲ့ညီလေးအခုလဲထွန်စားမှာမဟုတ်ဘူးကားမောင်းစားမှာငါနွားเจ้าတွေလာလုံးတယ်နွားကြီးတွေပဲမပြောနဲ့မကြိုက်ဘူး ဟိုနွားကြီးမကြိုက်နွားလေးကြိုက် ဟဲ့ငါအမေသားကြောင့်လည်းကောင်းမို့ရှင်းလားဟုတ်ကဲ့ငါမင်းနွားကြီးနွားသိလာမလုံးနဲ့လို့သဘောပေါက်လားငါနှစ်သက်အောင်သွားမှာမဟုတ်ဘူးနော်ကောက်ပြောဟာနွားကြီးနွားလေးနဲ့လာနောက်လေပြော နွားလေးမကြိုက်လဲကိုဟိုဟာကြက်တူကြိုက် ဟဲ့တက်တူရဆိုတော့အဲ့လိုအကောင်နဲ့ပြတာငါဒီအခုလင်မပြနေတဲ့တလိမ့်ဆန်တက်တူကြီးမပြောနဲ့လေကိုကတက်တူကြီးဖမ်းစားမှာမဟုတ်ကားဝယ်မှာကားဝယ်စီးတာလို့ဟာမင်းကဒုက္ခပဲတက်တူကြီးဆိုကားကိုပြောရတယ် ဟုတ်တယ်လေကိုကားကိုပြောတာကြက်တူဆိုတာ ဟဲ့မနောက်နဲ့နော်တက်တူကြီးလို့မပြောနဲ့နော်ညီလေးကားကိုပြောကဲဘာကားရှိလဲ ကြက်တူမကြိုက်လဲကိုဖျောက်ရှိတယ် မလေးဟဲ့ဖျောင်းကငါကြောက်တယ်မိုးရင်းကြောက်လို့ရှိရင်အဲ့ဒီကမျက်လုံးပြူးတင်တယ်ပြီးတော့ခါလေးခုံခုံပြီးတော့ပြန်တာဟာ
ပြီးတော့သူ့အရေးကောင်ထွက်ကြည့်နဲ့ဖပြုတ်ကိုမပြောနဲ့ကားပြောလို့ဟာ အခုဘာတွေပြောနေကျွန်တော်ပြောတဲ့ဖပြူဆိုတာမောင်းတဲ့ကောင်ပြောတာ အပြောင်းနဲ့နော်ကားပြောရင်ကားကြောင်ပြောတလိဆန်ကြောင်မပြောနဲ့ဒါတလိဆန်ဦးရင်မဟုတ်ဘူးပြော ဖပြူမကြိုက်တဲ့ကိုရရွှေငါးကြိုက်တာ အေးရွှေငါးကြိုက်တယ်သူကလက်ကြီးကောင်းတယ်ဒါဖန်မောင်းနဲ့ကိုရေထည့်ပြီးတော့သူကငွေးရတာ ဝင်လာမဆက်တဲ့တဲ့ lucky fit ဒါပဲအဲ့ဒါအခုဘာတွေပြောနေရလဲအခုပြောတဲ့ငါ့ကိုပြောတာမို့ကျွန်တော်ပြောတဲ့ငါနားရတယ်ငါ မောင်းရတဲ့ကားဟုတ်တယ်ငါမမောင်းရတဲ့ကားပါ မောင်းတဲ့ကားပါ မဟုတ်ဘူးလေညီလေးမင်းကားထဲမှာငါးတွေလည်းမရှိဘူးတလိဆန်တွေမရှိဘူးမင်းပြောတဲ့ဥစ္စာ lucky fit ဟဲ့ရမနှောက်နဲ့နော်မင်းတို့ကားကြောင်လည်းတိတ်မတိတဲ့ပုံရှိတယ်ငါလိုချင်တဲ့ကားကိုငါပြောပြတော့ပဲကွာနော်ငါလိုချင်တဲ့ကားပုံဆိုတော့ तू ဟတ်ချိုက် ဟတ်ကြဘလို့ဟိုက်ကြိုက်လဲဟိုက်ချက် အေးဟိုက်ချက်ရှိလား ဟိုက်ချက်မရှိဘူး အေးမရှိမပြောနဲ့ပြီးတော့ဟိုကားကြိုက်တယ်ကွာလိုက်ဆွဲ ဟောဘလို့လိုက်ဆွဲလဲလိုက်ထွက် အေး sorry လိုက်ထွက်အဲ့ကားရှိလား အဲ့ကားလည်းမရှိဘူးဘာမှမရှိတော့ကွာဒါမဲ့ကိုခွေးပြလို့ရှိတယ်